ဒီအပိုင်းမှာတော့အာရီစုတို့ကရှီပူရမျိုးတွေကိုပြန်ရောက်လာပါတယ်။ဒါပေမဲ့သူတို့ရှိမှလှုပ်ရှားသွားလာနေသူအလုံးက LED TV ဖန်သားပြင်ထဲကလူတွေဖြစ်နေပါတယ်။အာရီစုကသူကိုယ်တိုင်ပြန်မြင်ပြီး LED ထဲကသွားတဲ့လူအတိုင်းအနောက်ကနေလိုက်လာပါတယ်။ကျန်တဲ့သူတွေကလည်းသူတို့ကိုသူတို့ LED TV မှာပြန်တွေ့ကြပါတယ်။အာရီစုက LED TV ထဲမှာရှိနေတဲ့သူ့ကိုယ်သူကြည့်နေပြီးအနာဂတ်မှာကလေးတစ်ယောက်ရလာတယ်ဆိုတာသိလိုက်ရပါတယ်။ဦးစာကီပါအဲ့အနားလေးမှာရှိနေတာကြောင့်အာရီစုနဲ့ဦးစာကီကပြန်လည်ဆုံစည်းခဲ့ပါတယ်။နှစ်ယောက်သားအလွမ်းတယ်နေတော့ရူဂျီကပါရောက်လာတာကြောင့်အာရီစုကမကျေနပ်ချက်တွေနဲ့ထိုးလိုက်ပါတယ်။ဦးစာကီကဂျားတွေကနေဝင်ဖြတ်ဖြေပေးတာကြောင့်ပြန်အဆင်ပြေသွားကြပါတယ်။ဂိမ်းတစ်ဆက်သူကပါဝင်လူ10ယောက်ကိုအတီးပြုတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမှာရှိတဲ့သူတွေက9ယောက်ပဲရှိတာကြောင့်အာရီစုကဦးစာကီဘိုက်ထဲမှာကလေးရှိရဆိုပြီးပြောပြပါတယ်။အဲ့လိုနဲ့ကလေးကဒီဂိမ်းမှာပါဝင်ရမှာဖြစ်တာကြောင့်စုပေါင်း10ယောက်ရှိတာဖြစ်ပါတယ်။အားလုံးလဲကိုစီလက်ပတ်တွေယူကြပြီးနောက်ဆုံးဆော့ရမယ့်ဂိမ်းနာမည်ကတော့ဖြစ်နိုင်ခြေရှိတဲ့အနာဂတ်ကိုဆော့ရမှာဖြစ်ပါတယ်။ဂိမ်းရဲ့စီးမြင့်ကအခန်း25ခန်းပါတဲ့အခန်းကိုတွားရမှာဖြစ်ပြီးကစားသမားတွေကပေးထားတဲ့အန်စာနဲ့ကြာရနံပါတ်အလိုက်ထွက်ပေါက်ကိုရှားရမှာဖြစ်ပါတယ်။ဒါပေမဲ့အန်စာရလက်ကြောင့်လူတစ်ယောက်ကအခန်းတစ်ခုမှကြံခဲ့ရင်အဲ့ဒီလူကဘဲမှသွားမရအောင်တကားတွေကလော့ကျနေမှာဖြစ်ပါတယ်။အဲ့ဒီလူပြန်လှုပ်ရှားနိုင်ဖို့ကြံတဲ့ကစားသမားတွေကသူ့အခန်းရဲ့ဘေးအခန်းတစ်ခုမှရှိနေရမှာဖြစ်ပါတယ်။ကစားသမားတစ်ယောက်စီကိုစုပေါင်းအမှတ်15မှတ်စီပေးထားမှာဖြစ်ပြီးအခန်းတစ်ခုကိုကြော်ဖြတ်တိုင်းအမှတ်1မှတ်စီရောလာမှာဖြစ်ပါတယ်။ကစားသမားတွေကအခန်းတစ်ခုစီရောက်တိုင်းနေရာမှာသူတို့ရဲ့အနာဂတ်ကိုမြင်တွေ့ရမှာဖြစ်ပြီးထွက်ပေါက်ကိုရောက်ရင်တော့သူတို့ရွေးချယ်ခဲ့တဲ့အနာဂတ်ကအပြင်မှာတကယ်ဖြစ်လာမှာဖြစ်ပါတယ်။ကစားသမားတွေရင်းနှီးအောင်အာရီစုကမောင်နှမ2ယောက်ရဲ့နာမည်ကိုမေးကြည့်ပါတယ်။သူတို့ရဲ့နာမည်ကအီဆူကီနဲ့ယူနာဆိုတာပြောပြပြီးအာရီစုကလည်းသူတို့ရဲ့အဖွဲ့သားနာမည်တွေကိုပြန်ပြောပါတယ်။အန်စာတုံးပေါ်လာပြီးအယောင်လိုက်တကားတွေလည်းပေါ်လာပါတယ်။ဂိမ်းစတင်ပြီဆိုတာနဲ့ထက်စုကသူ့ကျွမ်းကျင်ဆုံးအန်စာကိုစခောက်ပါတယ်။1.54ဆိုတဲ့နံပါတ်တွေကျသွားပြီးအပေါက်တွေကလည်းပေါ်လာပါတယ်။တစ်ချိန်တည်းမှာပဲသူတို့ရဲ့အနာဂတ်ပါပေါ်လာပါတယ်။အားလုံးလိုချင်တဲ့အနာဂတ်တွေလည်းရှိကြပြီးအားလုံးမလိုချင်တဲ့အနာဂတ်ဆိုတဲ့ဟာလည်းရှိနေပါတယ်။ရူဂျီကအပြင်ကဘာမှာသူပြုစုထားတဲ့သူ့ဒေသနာတွေကိုအထက်လူကြီးကညှင်းပယ်မှာစိုးရိမ်နေပါတယ်။အပြန်ရောင်တကားမှာကသူတို့လိုချင်တဲ့ပျော်ရွှင်တဲ့အနာဂတ်ဆိုတာရှိပြီး9ယောက်ပဲဝင်လို့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်အာရီစုကအဖွဲနှစ်ဖွဲခွဲလိုက်ပြီးရေးနဲ့မောင်နှမ2ယောက်ကိုအနီတကား D3 ကိုတွားခိုင်းပါတယ်။သူတို့9ယောက်ကတော့အပြတကား C2 ခန်းကိုတွားမှာဖြစ်ပါတယ်။ပြီးရင် D2 ခန်းမှာပြန်ဆောင်ကြမယ်လို့မှာပါတယ်။အားလုံးကအာရီစုပလန်တိုင်းအခန်းလေးကိုဝင်သွားကြပါတယ်။အခန်းတစ်ခုစီဖြတ်တိုင်းအမှတ်တစ်ခုကိုသုံးရမှာဖြစ်ပြီးအခန်းတစ်ခုတည်းကိုရောက်သွားရင်လည်းမထင်ထားသလိုအမှတ်ကရော့ခံရအောင်မှာဖြစ်ပါတယ်။ဒီအခန်းမှာကတမှတ်ပဲရော့မှာဖြစ်ပေမဲ့ကြံအခန်းတွေမှာကအမှတ်ဘယ်လောက်ရော့မလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ဒုတိယကြိမ်ရောက်တော့ထက်စုကအန်စာခောက်လိုက်တဲ့အခါ315နံပါတ်နဲ့တကားတွေဖြစ်လာပါတယ်။စီစဉ်ထားတဲ့အတိုင်း D2 ခန်းကိုတွားရမှာဖြစ်ပြီးအာရီစုကကျန်တဲ့လူ4ယောက်ကို C1 ခန်းထဲတွားခိုင်းပြီးအာရီစုနဲ့ဦးဇာကီက D2 ခန်းကိုတွားကြပါတယ်။အာရီစုစီစဉ်ကအားလုံး D2 ကိုတွားရမှာဖြစ်ပေမဲ့ Ray တို့အန်စာကအားလုံး2ဖြစ်နေတာကြောင့် Ray က D2 ခန်းကိုဝင်သွားပြီးမောင်နှမ2ယောက်က E2 ခန်းကိုဝင်သွားပါတယ်။အာရီစုကအန်စာခောက်တော့2-1ဖြစ်လာပါတယ်။ဦးဇာကီကကလေးနဲ့ဖြစ်နေတာကြောင့် D1 ကိုတွားခိုင်းပါတယ်။အာရီစုကတော့ E2 ကိုတွားမှာဖြစ်ပြီး Ray ကတော့ D3 မှာပိတ်မိခံရမှာဖြစ်ပါတယ်။စာချီကိုဆက်သွယ်လိုက်ပြီး D1 ကိုဘယ်2ယောက်လောက်တွားနိုင်ကြောင်းလှမ်းမေးတဲ့အခါအားလုံးတွားနိုင်တယ်လို့စာချီကိုကပြန်ပြောပါတယ်။အာရီစုကမောင်နှမ2ယောက်ကို E3 မှာဆက်နေခိုင်းပါတယ်။နောက်တစ်ချီရောက်ရင် D3 တွားပြီး Ray ကိုကဲဖို့ပြောပါတယ်။စာချီကိုကအာရီစုပလန်အတိုင်းအားလုံး D1 ကိုတွားဖို့ပြောပေမဲ့ရူဂျီကထွက်ပေါက်ရှာဖို့လူစုခွဲရမယ်ဆိုပြီးပြောပါတယ်။အီဆူကီနဲ့ယူနာတို့ကအပြင်ကဘာမှာမိသားစုလိုက်အပန်းပြေခီးထွက်ရင်ကားမတော်စားမှုကြောင့်ဘော်ရလန်တွေကိုရောက်လာကြတာဖြစ်ပါတယ်။အာရီစုပြောတဲ့အတိုင်း E3 မှာဆက်နေပြီး D3 ကိုတွားရမှာဖြစ်ပေမဲ့ E4 မှာကယူနာအတွက်အနာဂတ်ကောင်းဖြစ်တာကြောင့်အကိုကြီးဖြစ်တဲ့အီဆူကီကယူနာကိုခေါ်ပြီး E4 ထဲဝင်သွားပါတယ်။ Ray ကတော့ပိတ်မိနေတာကြောင့်စူးချတဲ့အတန်နဲ့နှိပ်စက်ခံနေရပါတယ်။ထက်ဆုနဲ့နို့ဘူကရူဂျီရဲ့အစီအစဉ်တိုင်းလူစုခွဲတဲ့ပလန်ကိုလက်ခံတာကြောင့် B1 အခန်းထဲကိုဝင်သွားလိုက်ပါတယ်။အာရီစုကအီဆူကီကိုကြောင်းကြပြီး D3 ကိုတွားခိုင်းပါတယ်။ဒါပေမဲ့အီဆူကီကအာရီစုအစီအစဉ်တိုင်းမလုပ်တော့ဘဲ E4 ထဲရောက်လို့ E5 ကိုဆက်သွားတော့မှာဖြစ်ပါတယ်။ B1 အခန်းထဲမှာရောက်နေတဲ့ထက်ဆုကအန်စာခောက်တဲ့အခါ9-1ကျလာပါတယ်။ဒီနေရာမှာ9ဖြစ်တဲ့ B2 ရဲ့အနာဂတ်ကထက်ဆုအတွက်တော့ကောင်းနေပေမဲ့နို့ဘူအတွက်တော့မကောင်းတာကြောင့်မသွားခြင်းဖြစ်နေပါတယ်။အပြင်ကဘာတုန်းကလည်းနို့ဘူကတငယ်ချင်းတွေအနိုင်ကျင့်ခံရတာကြောင့် B2 ကိုမဝင်တော့ဘဲသူ့သွားခြင်းနဲ့ A1 ထဲကိုဝင်သွားပါတယ်။ A1 အခန်းထဲကိုရောက်သွားတဲ့နို့ဘူအခန်းကအမှတ်6ခုနှုတ်တဲ့အခန်းဖြစ်တဲ့အတွက်ကြောင့်အမှတ်နှုတ်ခံလိုက်ရပါတယ်။ E5 အခန်းထဲကိုဝင်သွားတဲ့မောင်နှမ2ယောက်ရဲ့အခန်းက4မှတ်နှုတ်ခံရတာဖြစ်တာကြောင့်အကိုကြီးဖြစ်တဲ့သူကပဲသူ့အမှတ်ထဲကနေပေးလိုက်ပါတယ်။ B2 ထဲရောက်နေတဲ့ထက်စုကဆေးရီကြောင်းလာပါတယ်။ဘေးနှခမ်းဖြစ်တဲ့ C2 နဲ့ A2 ရဲ့အနာဂတ်ကမကောင်းတာကြောင့် B3 အခန်းထဲကိုဝင်သွားပါတယ်။ A1 ခန်းထဲရောက်နေတဲ့နို့ဘူရဲ့အနာဂတ်ကမကောင်းတာကြောင့်သူ့လုပ်ရက်အတွက်နောင်တရနေပါတယ်။အာရီစုကဦးဇာကီကို D1 ထဲမှာဆက်နေခိုင်းပြီး Ray ကိုကယ်ဖို့အတွက်သူက D3 ထဲကိုသွားမှာဖြစ်ပါတယ်။ဦးဇာကီက E1 ခန်းထဲကိုရောက်နေတဲ့ရူဂျီကိုဆက်သွယ်ပါတယ်။ရူဂျီရဲ့အထင်ကအစွန်းခန်းတွေမှာထွက်ပေါက်ရှိနေနိုင်တယ်ဆိုပြီးထင်ထားပေမဲ့သူရောက်နေတဲ့ E1 ခန်းကထွက်ပေါက်မဟုတ်ကြောင်းဦးဇာကီကိုပြန်ပြောပါတယ်။ပိတ်မိနေတဲ့ Ray ကိုအာရီစုကပြန်ကယ်နိုင်လိုက်ပါတယ်။ B3 အခန်းကအမှတ်4ခုနှုတ်တဲ့အခန်းဖြစ်တာကြောင့်ထက်စုက4မှတ်နှုတ်ခံလိုက်ရပါတယ်။အီဆူကီနဲ့ယူနာတို့အခန်းကလည်း4မှတ်နှုတ်ခံရတဲ့အခန်းဖြစ်တဲ့အတွက်အကိုကြီးကပဲသူ့အမှတ်ကိုပေးလိုက်ပါတယ်။ထက်စုဆက်သွားမဲ့ B4 အခန်းကယူကီကိုဆိုတဲ့သူ့ရည်စားပေါ်လာတာကြောင့်အရင်အချိန်ကိုပြန်သတိရမိသွားပါတယ်။အပြင်ကဘာမှာသူတို့နှစ်ယောက်ကရည်စားတွေဖြစ်ခဲ့ကြပါတယ်။မူးယစ်ဆေးကြောင့်ပဲယူကီကိုနဲ့ထက်စုတို့ကလမ်းခွဲသွားကြတယ်ထင်ပါတယ်။အဲဒါကြောင့်ထက်စုကသူ့ကိုယ်သူပြောင်းလဲနိုင်ပါတယ်လို့ထင်ပြီးကင်ထားတဲ့ဆေးတုပ်ကိုလွှင့်ပစ်လိုက်ပါတယ်။
ဘီဖိုခန်းရဲ့အနာဂတ်ကဆေးပြတ်သွားပြီးယူကီကိုနဲ့လည်းโอเคတာကြောင့်ထက်စုကဝင်ဖို့ပြင်နေတော့ A3 ရဲ့အနာဂတ်ကိုကြည့်မိသွားပါတယ်။ A3 ရဲ့အခန်းကသူ့ဆွဲလန်းနေတဲ့ဆေးကိုတုံးလို့ရတဲ့အပြင်သူ့ကောင်မလေးယူကီကိုနဲ့လည်းအဆင်ပြေနေတာကြောင့် A3 ကိုတွားကျင်လာပါတယ်။ကိုယ်တိုင်အလှည့်ပြားခံလိုက်ရပြီးသူ့အမြင်ထဲမှာယူကီကိုကပါ A3 ခန်းကိုခေါ်နေတာကြောင့် A3 ခန်းထဲကိုရောက်သွားပါတယ်။ A3 ခန်းကရှင်းမနှုတ်တဲ့အခန်းဖြစ်တာကြောင့်ထက်စုကသူ့မှာရှိတဲ့ရှင်းမစလုံးကိုအနှုတ်ခံလိုက်ရပြီး Game Over ဖြစ်သွားပါတယ်။ဒါကြောင့်မသေးခင်လေးမှာသူ့အနာဂတ်ကိုကြည့်ခွင့်ရလိုက်ပြီးဆေးမှုနဲ့အဖမ်းခံလိုက်ရပါတယ်။သူ့ကောင်မလေးယူကီကလည်းသူ့ကိုထားခဲ့တာကြောင့်အဆုံးမှာထက်စုကထောင်ချသွားခဲ့ပါတယ်။ဒါတွေအားလုံးကိုရည်ပြီးကြည့်နေတဲ့ထက်စုက A3 ခန်းထဲမှာပဲတည်ဆုံးသွားချပါတယ်။အပြင်ကဘာမှာနို့ဘူးကအနိုင်ကျင့်ခံရတာကြောင့်ကျောင်းကိုဆက်မသွားကျင်တော့တဲ့အတွက်လက်ကောက်ဝစ်ကိုဓာတ်နဲ့ဖျက်လိုက်ပါတယ်။သူအနိုင်ကျင့်ခံရတဲ့အကြောင်းသူ့အမေကိုမပြောဘဲထင်ချန်ထားတာကြောင့်သူ့အမေကဘာဖြစ်ခဲ့လဲဆိုပြီးမေးပါတယ်။နို့ဘူးကဘာမှမဖြစ်ချင်တာကြောင့်ဂိမ်းပဲဆက်ကစားနေပါတယ်။သူ့အမေကဘာပဲဖြစ်ဖြစ်အသက်ဆက်ရှင်ပါဆိုပြီးပြောတဲ့အတွက်နို့ဘူးကနားမလည်နိုင်ဖြစ်သွားပြီမဲ့အဲ့ဒီစကားတွေကိုပြန်စဉ်းစားမိလိုက်တဲ့အချိန်မှာတော့ပြန်ခွန်အားရှိလာပါတယ်။အန်စာခောက်လိုက်ပြီးသူဝင်ခဲ့ဘူးတဲ့ B2 ခန်းထဲကိုပဲပြန်ဝင်သွားပါတယ်။စာချီကိုတို့က C1 ခန်းထဲမှာရောက်နေတာကြောင့်နို့ဘူးရဲ့ B1 ခန်းထဲကိုလာခဲ့မယ်ဆိုပြီးလှမ်းပြောပါတယ်။ C5 ခန်းထဲမှာရောက်နေတဲ့မောင်နှမ2ယောက်ကအန်စာခောက်လိုက်တော့ဝမ်းကျသွားတဲ့အတွက်လူစုခွဲရတော့မှာဖြစ်ပါတယ်။ D3 ခန်းထဲမှာ Ray နဲ့ Arisu တို့ကရှိနေပါတယ်။သူထင်တာမမှားရင် A5 နဲ့ E5 အခန်းတစ်ခုတည်းကတစ်ခုခုမှထွက်ပေါက်ရှိနေနိုင်တယ်ဆိုပြီး Usagi ကိုပြောပါတယ်။ D2 ခန်းထဲမှာရောက်နေတဲ့ Ruji ကဘန်နာခိုင်းတဲ့အလုပ်ကိုပြန်သတိရသွားပါတယ်။ D3 ခန်းထဲကိုသွားရင်ဖြစ်လာမယ့်အနာဂတ်က Usagi ကိုတက်ပြီးသူကိုယ်တိုင်လည်းတနက်နဲ့ဆုံးစီရင်သွားမှာဖြစ်ပါတယ်။ Isugi က B4 ခန်းထဲကိုဝင်ခွင့်ရပေမဲ့သူ့ညီမယူနာက0ကျသွားတာကြောင့်ဝင်လို့မရဖြစ်သွားပါတယ်။သူ့အကိုကိုလာလို့မရတဲ့ကြောင့်လှမ်းပြောပေမဲ့ B4 ခန်းကအမှတ်2မှတ်နှုတ်ခံရတဲ့အခန်းဖြစ်တာကြောင့် Isugi ကသူ့မှာရှိတဲ့2မှတ်ကိုနှုတ်ခံလိုက်ရပါတယ်။ယူနာရှိနေတဲ့အခန်းကို Arisu နဲ့ Ray တို့ကရောက်လာပါတယ်။ Game Over ဖြစ်သွားပေမဲ့မသေးခင်လေးမှာအနာဂတ်ကိုကြည့်ခွင့်ရခဲ့ပြီးသူ့ညီမကဖះเจ้าတစ်ခုမှာတခြားတစ်ယောက်နဲ့လက်ထပ်နေပါတယ်။သူ့ညီမကိုလည်း B4 ခန်းက2မှတ်နှုတ်တဲ့အခန်းဖြစ်တာကြောင့်မလာဖို့ပြောပါတယ်။အနာဂတ်မှာသူ့ညီမပြောနေတာကိုကြည့်ပြီး B4 ခန်းထဲမှာပဲတိတ်ဆုံးသွားခဲ့ပါတယ်။ Ruji နဲ့ Usagi တို့လည်းအခန်းတစ်ခုမှာပြန်ဆောင်ခဲ့ပါတယ်။ Arisu က Ray နဲ့ Yuna ကို C5 အခန်းထဲသွားခိုင်းပါတယ်။သူတို့မောင်နှမ2ယောက်လာပုံကိုကြည့်ပြီး E5 အခန်းကထွက်ပေါက်မဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်ထွက်ပေါက်က A5 ဖြစ်နိုင်တယ်ဆိုပြီး Arisu ကကောက်ချက်ချပါတယ်။ Ray နဲ့ Yuna က B5 ခန်းမှာစောင့်နေပြီး Arisu ကအားလုံးနဲ့ B4 ခန်းမှာပြန်ဆောင်မှာဖြစ်ပါတယ်။ပြီးမှအားလုံးကအတူတူ A5 ခန်းထဲကိုဝင်ကြမယ်ဆိုပြီးပြောပါတယ်။အရင်ဆုံး C5 ခန်းထဲကို Ray နဲ့ Yuna ကသွားပေမဲ့ B4 ခန်းမှာတင်နေတဲ့သူ့ကိုမြင်ပြီး B4 ခန်းထဲကိုဝင်သွားပါတယ်။အချိန်စေသွားတာကြောင့် Ray က C5 ခန်းထဲမဝင်နိုင်တော့ဘဲ C4 ခန်းထဲမှာပိတ်မိသွားပါတယ်။ B4 အခန်းက2မှတ်နှုတ်ခန်းဖြစ်တဲ့အတွက် Arisu ကပဲသူ့အမှတ်ကိုပေးလိုက်ပါတယ်။ B3 အခန်းက4မှတ်နှုတ်ခန်းဖြစ်တာကြောင့် Sachiko ကသူ့အမှတ်ထဲကနေပေးလိုက်ပါတယ်။ Usagi ကနောက်ခန်းကိုသွားဖို့အတွက်အန်စာခောက်လိုက်တဲ့အခါ112ကိုကျသွားပါတယ်။ Arisu က Usagi တို့ရဲ့အခြေအနေကိုလှမ်းမေးကြည့်လိုက်တော့ Usagi တို့ကအန်စာတုံးနံပါတ်ကြောင့်သူတို့အားလုံး B4 ကိုမလာနိုင်ကြောင်းပြောပါတယ်။စုစုပေါင်းရှိတာ9ယောက်ဖြစ်တဲ့အတွက်တစ်ယောက်ကတော့မဖြစ်မနေ B3 မှာပိတ်မိခံရမှာဖြစ်ပါတယ်။ Arisu ကသူ့ရဲ့ပလန်ပြတ်သွားတဲ့အတွက်ဘာလို့ရမလဲအကြီးအကျယ်စဉ်းစားနေတော့ဖြစ်လာမယ့်အနာဂတ်ကိုနေရာမှာတွေ့လိုက်ရပါတယ်။ Usagi လည်းတနက်နဲ့အပြစ်ခံလိုက်ရပြီး Arisu လည်းထွက်ပေါက်ရောက်တဲ့အခန်းမှာလေဆာနဲ့တည်သွားတဲ့အကြောင်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါကတော့ Aliens Borderlands အစီအစဉ်3 episode 5ပဲဖြစ်ပါတယ်။